အားလုံးပဲမင်္ဂလာပါလို့ရှုစွာနှုတ်ခွန်းဆက်တလိုက်ပါတယ်ဧပြီလ14 2026တိုင်အောင်လာပြပို့ဆောင်တော်မူသောထာဝရဘုရားကိုရှုစွာချီးမွမ်းပါတယ်နာစင်တော်ယုံကြည်သူဓမ္မမစ္ဆွေအားလုံးပေါ်မှာသူပဲကျေးဇူးတင်ရှိပါတယ်ဆုတောင်းပေးတဲ့အတွက်လည်းကျေးဇူးတင်ရှိပါတယ်ဒီနေ့လည်းအနာရောဂါငြိမ်းချင်းနဲ့ပတ်သက်ပြီးတော့ဓမ္မတိကျမ်းဓမ္မကျမ်းမှာဘယ်လိုပေါ်ပြတယ်လဲဆိုတာကိုဒီနေ့ပေါ်ပြခြင်းပါတယ်ကျွန်တော်ကျမ်းမာရေးဂရုစိုက်ဖို့လေဒီကောရိန္သုဩဝါဒစာပထမဆုံးခန်းကြီး3ပိုင်းငယ်19မှာဘာပြောလဲဆိုတော့အကျဉ်သူဒီဘုရားခင်ဤဗိမာန်တော်ဖြစ်စီထိုသူကိုဘုရားခင်ဖြစ်စီတော်မူလိမ့်မည်ဘုရားသခင်ဤဗိမာန်တော်ဒီတိုင်ရှိရဤတင်တို့ဒီလေထိုဗိမာန်တော်ဖြစ်ကြ၏ဘာဖြစ်လို့လဲဆိုကျွန်တော်ထိမ့်သိမ့်ရမယ်ကိုဖြစ်စီမယ်ဆိုရင်ဘုရားခင်ကလည်းဖြစ်စီလိမ့်မယ်ကျွန်တော်လူသားတွေကကျွန်တော်ဘာနဲ့ဖြစ်စီလဲဆိုစိတ်ဖြစ်စီမှုကျွန်တော်အလုပ်များတယ်ဒါမှမဟုတ်ခက်ခဲတွေရှိတဲ့ခါမှာစိတ်ဖြစ်စီမှုများတယ်စိတ်ဖြစ်စီမှုများရင်နောက်ဆက်တွဲတွေစိတ်ဖြစ်စီမှုများရင်မအိမ်နိုင်အိပ်စက်မှုပြဿနာဖြစ်လာတယ်ပြီးအိပ်စက်မရဘူးဆိုရင်တရက်ပြက်ကွက်တာနဲ့ကျွန်တော်တောက်လျှောက်ဒီခန္ဓာကိုယ်ပင်ပန်းမယ်ဒီစိတ်ပစ္စည်းမှုများရင်အာယုံစုဆိုင်မှုနေလာမယ်စပင်းတွေကျွတ်လာမယ်ကျွတ်သားတွေတိမ်မာလာမယ်ပြီးအစာအိမ်လည်းထိခိုက်တယ်ကျွန်တော်စိတ်နဲ့အစာအိမ်နဲ့တွားပြီးတော့အစာအိမ်ထိခိုက်တယ်စိတ်ပစ္စည်းများရင်အစာမကြေလီပွားတွေဖြစ်လာမယ်ပြီးအဲ့ဒီနောက်ဆက်တွဲကစိုးရိမ်စိတ်တွေလည်းပေါ်လာပါတယ်ပြီးတော့ဒီစိတ်ပစ္စည်းမှုများရင်အန်ဒရီနာလင်တွေထွက်လာတဲ့အတွက်ကြောင့်နှလုံးခုန်လုံးလည်းမြန်လာမယ်ကျွန်တော်စိတ်ပစ္စည်းမှုများလာတဲ့အခါကျတော့ဒီနာတာရှိပင်ပန်းမှုတွေဖြစ်လာတယ်ဒါဘုရားခင်ကတော့တင်တို့စိတ်ပျော်ရွှင်လို့ရှိဆိုတော့တုတ်တန်ချံခန်းကြီး7ပိုင်းငယ်22မှာကျွန်တော်ပေါ်ပြတာတွေ့ရတယ်ကျွန်တော်ဒီစိတ်တက်မကြပဲနဲ့စိတ်ပျော်ရွှင်ဖို့ရလဲဘုရားခင်ကသွန်သင်တာရှိတယ်ကျွန်တော်ဒီကနေ့ဓမ္မသစ်ကျမ်းမှာသခင်ယေရှုခရစ်ကပြောတဲ့စကားရှိတယ်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီးကိုပိုင်းငယ်3ယေရှုကလည်းကိုပြစ်ကြောင့်မဟုတ်မိဘအပြစ်ကြောင့်လည်းမဟုတ်ဘုရားသခင်အမှုတော်ကိုသူ၌ထင်ရှားစေမိအကြောင်းဒီဖြစ်ပက်ကလမ်းမှာရှောက်သွားတဲ့အခါမှာအမိဝင်ကလေးကမျက်စိကန်းနဲ့သူနဲ့တွားတွေ့တယ်သူတပည့်တော်တွေကပြောတော့ပေါ့ဒါဘသူဖြစ်ကြောင်လဲကိုဖြစ်ကြောင်ကန်းတလားဒါမှမဟုတ်မိဘဖြစ်ကြောင်ကန်းတလားမေးလျှောက်တဲ့အခါမှာဒီလိုစကားတွေပြောတာတွေ့ရပါတယ်အဲ့ဒီခါမှာအဲ့ဒီအမိဝင်ကလေးကပြီးမျက်စိကန်းနဲ့သူကိုခေါ်ပြီးတော့တဲ့မြေပေါ်မှာထွေး၍တတွင်းနဲ့ရွှွတ်လုပ်ပြီးမှကန်းတော်သူမျက်စိကိုရွတ်နဲ့ရွှွတ်နဲ့လူ၍ပြောလိုက်ဆိုတင်တော်လောရှိလုံးရေကန်၌မျက်စိကိုစီလောဆိုပြီးပြောလိုက်ပါတယ်တခါလေကျတော့ယုံတလားလို့မြည်ယုံတယ်ဘာဖြစ်ချင်တယ်လဲမျက်စိပြန်မြင်ချင်တယ်ဒါကျွန်တော်ကိုတနာပါလို့ပြောတယ်အခုကျတော့ရွှွတ်နေလို့ပြီးတော့အဲ့ဒီမျက်စိကိုရွှွတ်နဲ့လူတယ်ဆိုတော့တွေ့ရတယ်ပြီးခိုင်းလိုက်တယ်ရှိလောင်ဆိုတာကတော့အတိတ်ပဲတော့စီလွတ်တယ်လို့အတိတ်ပဲရတယ်သူဟာမျက်စိကန်းနဲ့ပြီးတရောင်းစားဖြစ်တယ်အခုကမျက်စိပြန်မြင်တယ်ဒါဒီဘသူလောက်တာလဲလို့မေးတဲ့အခါမှာဘာလို့မျက်စိပွင့်တယ်လဲလို့မေးတဲ့အခါမှာသူပြန်ဖြေတယ်ယေရှုအမည်ရှိတဲ့သူတယောက်ကရွှင့်ကိုလုပ်ပြီးတော့ကျွန်တော်မျက်စိကိုလူပြီးမှရှိလောင်ရေကန်တို့သွားပြီးမျက်စိကိုဆေးလောလို့ပြောလိုက်တဲ့အခါမှာကျွန်တော်သွား၍ဆေးတဲ့အခါမျက်စိပြန်မြင်တယ်လို့ပြောလိုက်တယ်အဲ့ဒီခါကျတော့ဖာရီရှဲတွေကမကြည်နပ်လို့သူ့ကိုစစ်ဆေးတယ်ဒီဟာကြည့်ချင်းအဖြစ်ကျွန်တော်ဒီမျက်စိမမြင်တဲ့သူတွေဒုက္ခိတတွေရှိမယ်ဒါဒီဟာမိဘအကြောင်းလည်းမဟုတ်ဘူးသူ့အကြောင်းလည်းမဟုတ်ဘူးဘာကြောင့်လဲဖျားခင်အမှုတော်ကိုသူ၌ချင်းရှာစေဖို့ဖြစ်တယ်ဆိုတာဒီမှာဖော်ပြထားပါတယ်ကျွန်တော်ယေရှုခရစ်နဲ့သူ့တပည့်တော်12ဦးဟာလည်းသွားတဲ့နေရာမှာအမြဲတမ်း
ဒီအနာရောဂါငြိမ်းချမ်းဆောင်ရွက်တာကိုတွေ့ရတယ်ရှင်မတဲခရစ်ဝင်ခန်းကြီးကိုပိုက်ငယ်33မှာနတ်ဆိုးကိုနှင်ထုတ်တော်မူပြီးမှထိုအတော်သူဒီလေစကားပြော၏လူစုလူဝေးတို့ဒီလေအော၍ဤတီလာမျိုး၌ဤကဲ့သို့မမြင်စဘူးဟုပြောဆိုကြ၏သူတို့ကအမြဲတမ်းအောကြတယ်ဒီနာမကြတဲ့သူဒီခုနကတော့အားတဲ့သူပြောပြီးဆိုတော့ဒါမရှိယရဲ့လက္ခဏာပဲလို့သူတို့စိတ်ထဲမှာတော့ထင်မှာပဲ။ဘာကြောင့်လဲဆိုတော့ဟေရှယအခန်းကြီး35ပိုက်ငယ်9မှာထိုအခါမျက်စိကန်းတော်သူတို့မျက်စိပွင့်လင်းကြလိမ့်မည်။နာပင်တော်သူတို့ဒီနာပင်ခြင်းနဲ့လွတ်ကြလိမ့်မည်။ခြေစွန့်တော်သူတို့ဒီတရေကဲ့သို့ခုန်ကြလိမ့်မည်။စကားအားတော်သူတို့ဒီတခြင်းဆိုကြလိမ့်မည်။ကြောင်းမူကားတော၌ဆိုင်းရည်ထွက်၍လွန်ပြင်း၌မိရည်စီးလိမ့်မည်။ဒါကိုဇီးအောင်အနာကရဲ့ဘုံတော်ကိုဖော်ပြတဲ့တနည်းပြောမယ်ဆိုရင်မေရှိယလာတဲ့အခါမှာဒီလိုဖြစ်မယ်ဆိုတဲ့ဟာဒီကိုသူတို့ကစဉ်းစားပြီးတော့အောင်းအောပြီးတော့တွေးဝေကြတယ်။ရှင်မသက်ခရစ်ဝင်ခန်းကြီး30ကိုကြည့်မယ်ဆိုရင်ခရစ်တော်ဟာတဲ့နတ်ဆိုးတွေရင်တုတ်တယ်။တကျိတ်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်ပြီးမှညှဉ်းညူးသောနတ်တို့ကိုနှင်ထုတ်ခြင်းက၎င်းအနာရောဂါအမျိုးမျိုးတို့ကိုရင်းစေခြင်းက၎င်းအခွင့်ပေးလိုက်တယ်သူတို့သွားပြီးတော့ဒီအနာရောဂါရင်းစေတယ်ဒီရှင်ပေါလုလည်းဒီအနာရောဂါရင်းတာအများကြီးကျွန်တော်တွေ့ရပါတယ်သူရဲ့ဒီဘဝဒီကောင်မှလက်ဆင့်ကမ်းလို့ရှိရင်ဒီတွေ့တဲ့လူကကြားမှာလေဆိုတာလေဒီတမန်တော်ဝတ္ထုမှာတွေ့ရတယ်ပြီးရင်ယေရှုခရစ်ကမှာပါတယ်ဘယ်လိုပြောလဲဆိုတော့တပါးမျိုးသားစီအရင်မတော်နဲ့ဆမာရိစီကိုလည်းမဝင်နဲ့ပျောက်လွင်သောဣတိလအမျိုးစီမှာသွားတဲ့အခါမှာကောင်းကင်နိုင်ငံဒီလူနီးပြီကြာပြောပါနာတော်သူတို့ချမ်းသာပေးကြလောတည်တော်သူတို့လည်းထမြောက်စေကြလောနှူတော်သူတို့ကိုတန်ရှင်းစေကြလောနတ်ဆိုးတို့ကိုလည်းနှင်ထုတ်ကြလောတင်တို့ဒီအဖိုးမပေးပဲဂျေဇုကိုခံရကြပြီဖြစ်အဖိုးမပေးပဲပေးကမ်းကြလောဆိုတော့ဒီရဲ့တပည့်တော်ဒီကိုခိုင်းလိုက်တယ်သူတပည့်တော်တွေကလည်းသွားပြီးတော့ဘုံတော်နာတော်သူတွေပြီးမျက်စိမမြင်တဲ့သူတွေအားလုံးကိုလည်းအနာငြိမ်းစေတဲ့အတွက်ကြောင့်ခရစ်ဒီဘုရားခင်ရဲ့ဘုံတော်ထင်ရှားဒါကိုတွေ့ရတယ်ရှင်မကုခရစ်ဝင်ခန်းကြီးခုနှစ်မှာလည်းပါတွေ့ရလဲပိုက်ငယ်30မှာဒီကာလလေးအိုင်ကိုရောက်တဲ့ယေရှုကစရင်ကာလလေးအိုင်ကိုသွားတဲ့ခါကျတော့နာပင်၍စကားအားတော်သူသွားတွေ့တယ်အမှသူတို့ကပြောတယ်သူ့ပေါ်မှာလက်တော်ကိုတင်ပြီးတော့ဒီအနာရောဂါငြိမ်းစေပါလို့ပြောတဲ့အခါမှာယေရှုခရစ်ကအဲ့လိုမဟုတ်ဘူးအဲဒီသူ့ကိုလူစုလူဝေးထဲခေါ်ပြီးတော့စိတ်ခွေရမှာခေါ်ပြီးတော့လက်ညှိုးတော်ကိုသူဤနားပေါက်၌တွန်းတော်မူ၏တတွေးနဲ့ထွေး၍သူဤရှာကိုလည်းသူဤရှာကိုလည်းတို့တော်မူ၏အဲ့ဒီခါမှာကောင်းကင်ကိုကြည့်ပြီးတော့ညီတော်တော်တောင်ပြုတယ်။ဘာပြုလဲဆိုတော့အပတာဆိုပြီးတော့မိန်တော်မူတယ်။အ내အတိတ်ပဲကတော့ပွင့်စေဆိုပြီးတော့ယေရှုခရစ်ပြောလိုက်တဲ့အခါမှာအဲ့ဒီနာပင်တဲ့သူဒီစကားအားတဲ့သူဟာနားလည်းပင်တယ်စကားလည်းအားတယ်။ထိုခဏချင်းတွင်သူဒီနားပွင့်ခြင်းရှာကြောလွတ်ခြင်းရှိပြီးစကားပြီးပြောနိုင်တယ်ထို့ကြောင့်ထိုအကြောင်းကိုဘယ်သူအားမျှမပြောစေခြင်းကသူတို့ကိုပြည့်တော်မူ၏အဲ့ဒီအခါမှာမြင်တဲ့လူဟာအတိုင်းချက်အလွန်မိန်မောတွေ့ဝေကြပါတယ်ဆိုတာတွေ့ရတယ်သူတို့ဒီအလုံးစုံတို့ကိုရှော့ပတ်စွာပြုတော်မူပြီးနာပင်တော်သူတို့ကြားစေတော်မူပြီးအာတော်သူတို့ကိုစကားပြောစေတော်မူပြီးဟုဆိုကြတယ်အတိုင်းထက်လွန်မိန်မောတွေ့ဝေကြတယ်ဆိုတော့သူကဘာဖြစ်လို့မိန်မောတွေ့ဝေလဲဆိုတော့မရှိယများလားယုံတဲ့လူကတော့ဒါမရှိယဖြစ်တယ်လို့ယုံကြတယ်ခရစ်တော်ရဲ့ဒီအင်မတန်မှနမိတ်လက္ခဏာတွေတွေ့ရတယ်ဒါယူဒတွေကလည်းနမိတ်လက္ခဏာမြင်မှယုံတဲ့သူတွေ
ဖြစ်တယ်ဒါကိုယေရှုခရစ်ကဒီမှာထပ်ပြီးတော့ထောက်ပြတာကိုတွေ့ရတယ်ယေရှုခရစ်ဟာတဲ့ဒီကပေနောင်ကိုရောက်တဲ့အခါမှာအမတ်တယောက်ရဲ့သားဟာအနာဆွဲပြီးတော့တည်တော့မဲ့ခြေနေဖြစ်နေပါတယ်အဲ့ဒီခါမှာဒီယေရှုခရစ်ဟာယူဒပြည်ကလည်းပြည်ကိုရောက်တယ်ဆိုတာအမတ်ကကြားတဲ့အခါမှာအထံတော်သို့သွား၍ဒီခါနီးဖြစ်သောမိမိသားတို့ကြွ၍အနာညှိစေတော်မူပါဆိုပြီးတော့အမတ်ကတော့ယေရှုခရစ်ကိုပြောလိုက်တယ်တောင်းပန်လိုက်တယ်ယေရှုခရစ်ကပြောလဲဆိုတင်တို့ဒီနမိတ်လက္ခဏာနဲ့အံ့ဖွယ်တော်မူတို့ကိုမမြင်ရသည်မယုံကြည်မမြင်ရသည်ယုံကြည်ခြင်းမရှိကြသူတို့မြင်မှယုံကြတယ်မမြင်မယုံကြဘူးဆိုပြီးတော့ပြောလိုက်ပါတယ်အမကထပ်ပြောတယ်သခင်ကျွန်တော်သားမသိဘူးကြွတော်မူပါလို့လျှောက်တဲ့အခါမှာယေရှုခရစ်ကသွားလောတင်းဤသားဒီအသက်ချမ်းသာရပြီတနည်းပြောဒီသားကြမ်းပါပြီလို့ပြောလိုက်တဲ့အခါမှာအမကလည်းယုံသွားတယ်ယုံနဲ့ပြန်အိမ်ပြန်တယ်လမ်းမှာဒီသားဟာအသက်ချမ်းသာရပြီကြမ်းပါပြီဆိုပြီးတော့လာပြီးတော့ပြောတဲ့ဒီငယ်သားနဲ့သွားတွေ့တယ်ဘယ်ချိန်မှဒီလိုတက်တာရသွားတယ်လဲလို့မေးလိုက်တဲ့အခါမှာမနေ့9နာရီချိန်တွင်ဖျားနာပျောက်ပါသည်လို့လျှောက်တယ်အဲ့ဒီချိန်ကတော့ဒီယေရှုခရစ်ကတင်းဤသားသည်အသက်ချမ်းသာရပြီလို့မိန့်တော်မူတဲ့အချိန်ကွက်တီဖြစ်နေတယ်ဤနမိတ်လက္ခဏာတော်ကယေရှုသည်ယူဒပြည်မှဂါလိလဲပြည်သို့ကြွတော်မူကြွသည်နောက်ပြတော်မူသောဒုတိယနမိတ်ဖြစ်တယ်တွေ့ရတယ်ကျွန်တော်နမိတ်လက္ခဏာပြမှယုံတာမဟုတ်ပဲနဲ့နမိတ်လက္ခဏာကိုပဲမယုံပဲနဲ့ခရစ်တော်ကိုပဲယုံကြည်ဖို့ဒီမှာခရစ်တော်ကဖော်ပြတာကိုတွေ့ရဘာဖြစ်လို့လဲဆိုတော့ယေရှုကလည်းတင်တို့ဒီနမိတ်လက္ခဏာနဲ့အံ့ဖွယ်သောမှုကိုမမြင်ရရင်ယုံကြည်ခြင်းမရှိကြဆိုပြီးတော့ပြောတာကြည့်ခြင်းအဖြစ်ကျွန်တော်ခရစ်တော်ကိုယုံကြည်ကြအောင်ကျွန်တော်နာမကျမ်းဖြစ်တဲ့အခါမှာတယောက်ကိုတယောက်မိမိရဲ့အဖြစ်ကိုဝန်ချတောင်းပန်ပြီးတော့ဆုတောင်းကြပါဆိုပြီးတော့ပေါ်ပြတာတွေ့ရတယ်ဟေရှယမှာလည်းဘုရားရဲ့ဂတိတော်တွေ့ရပါတယ်ဒါဟေရှယအနာဂတ်ကျမ်းခန်းကြီး30ပိုင်ငယ်26ထာဝရဘုရားသည်မိမိလူတို့၏ကျိုးပြည့်ရာကိုပြုပြင်၍သူတို့ခံရသောဒဏ်ချက်ရာကိုပျောက်စေတော်မူသောအခါလာဤအလင်းသည်နေဤအလင်းကဲ့သို့ဖြစ်၍နေဤအလင်းသည်လည်းပကတိထက်9ဆလင်းလိမ့်မည်ဆိုတော့ဒီယောဂါဒီအနာယောဂါဒီပျောက်မယ်ဆိုတဲ့ဂတိတော်ဒီမှာရှိတယ်ဓမ္မမှာတော်များများရှိပါတယ်ဒီထဲမှာ103ခုမြောက်သောဆာလာပိုင်ငယ်တော့တင်ရဲ့ပြစ်အလုံးစုံတို့ကိုဖြည့်လို့၍ဒီအနာယောဂရှိသမျှတို့ကိုလည်းပျောက်စေတော်မူကျွန်တော်ဒီဓမ္မတိကိုကြည့်တဲ့မှာခရစ်တော်ကနူနာဒီကိုပျောက်စေတယ်ငါအလိုရှိသည်တန်ရှင်းစေပါခရစ်တော်ကဒီနူနာပျောက်တဲ့သူကိုအလိုရှိတယ်သူ့ထက်ခရစ်တော်ကပျောက်စေခြင်းနဲ့ဆန္ဒရှိတယ်တခါတလေမြည်ပါတယ်မျက်စိကနဲ့ဘာလို့ခြင်းလဲမျက်စိပြန်မြင်ခြင်းလဲသူကဝန်ခံပြီးမှသွားမြင်ခိုင်းတာဖြစ်ပါတယ်ဒါကြောင့်မိမိရဲ့အနာရောဂါဒီအားလုံးဘုရားခင်စီမှာဝန်ခံပါဆုတောင်းပါဘုရားခင်ကအနာရောဂါရင်းစီတော့ဘုရားဖြစ်တယ်ဆိုတာယုံကြည်ပါကျွန်တော်ဒီမျက်စိမမြင်တဲ့လူစကားအားတဲ့သူတွေခြေလက်တည်တဲ့သူတွေတော်များများဒါသူဖြစ်ကြောင်းမဟုတ်ဘူးမိဘဖြစ်ကြောင်းမဟုတ်ဘူးဒါဘုရားခင်ပုံထင်ရှားဖို့ဖြစ်တယ်ဆိုတာဒီချမ်းပိုင်မှာအဓိကအဖြစ်ကျွန်တော်တွေ့ရတယ်ကိုဖြစ်ကြောင်းမဟုတ်မိဘဖြစ်ကြောင်းလည်းမဟုတ်ဘုရားခင်အမှုတော်ကိုသူ၌ထင်ရှားစေအကြောင်းဖြစ်ပါတယ်ကျွန်တော်နာမကျမ်းဖြစ်တဲ့သူဒီဒုက္ခိတဖြစ်တဲ့သူဒီအတွက်ကျွန်တော်ဆုတောင်းပေးရအောင်
ရောက်စီတိုင်းဘုရားခင်ကောင်းချီးပေးပါစေ